ကန်ကောင်းတို့သည်တမှတ်ရရှိခဲ့တဲ့ Man City အသင်းပရီးမီးယားလိဂ်ပွဲစဉ်35ရဲ့ပွဲကောင်းတစ်ပွဲဖြစ်တဲ့ Everton အသင်းနဲ့ Man City အသင်းတို့တစ်ဖက်ကို3ဂိုးစီနဲ့တည်ကြခဲ့တဲ့ပွဲပြီးသုံးသက်ချက်လေးပြုလုပ်ပေးခြင်းပါတယ်။ဒီပွဲစဉ်မှာဆိုရင် Man City အသင်းအနေနဲ့ဒီပွဲစဉ်မကန်ခင်တုန်းက Everton အသင်းရဲ့ကွင်းမှာတွားရောက်ရှင်ပြိုင်ရမှာဖြစ်ပြီးတော့ဒီပွဲစဉ်ကိုအနိုင်ရရှိအောင်လဲစွမ်းဆောင်ရမယ်။ဒါ့အပြင်ဂိုးပြတ်နိုင်ပွဲကိုလည်းဖော်ဆောင်ရမယ့်အခြေအနေမျိုးပါ။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့အာဆင်နယ်အသင်းဟာဆိုလို့ရှိရင်လက်ကျန်ပွဲစဉ်တွေကိုရှင်ပြိုင်ကစားတဲ့အခြေအနေမှာဖူဟန်အသင်းကို3-0ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်နိုင်ပွဲကိုဖော်ဆောင်ခဲ့တယ်။အဲ့လိုအခြေအနေမျိုးကြောင့်ဒီ Man City အသင်းအနေနဲ့ Everton အသင်းနဲ့ပွဲစဉ်မှာလုံးဝလည်းရှုံးလို့မရဘူးလုံးဝလည်းတည်ကြလို့မရဘူးသူတို့အနေနဲ့အနိုင်ကန်ရမယ်ဒါအပြင်လိုအပ်ရင်ဂိုးပြတ်နိုင်ပွဲပါဖော်ဆောင်မှသာဂိုးကွာခြားချက်တွေကလည်းအကောင်းဆုံးအခြေအနေမျိုးမှာရှိမှာဒါပေမဲ့ဒီပွဲစဉ်မှာကန်ကောင်းလို့သာတည်တမက်ကိုရရှိခဲ့တာဖြစ်ပါလေသူတို့အနေနဲ့ပထမပိုင်းမှာ Everton အသင်းဘက်ကိုဖိအားပေးပြီးတော့တိုက်စစ်ဆင်ခဲ့ပြီးမဲ့သူတို့ရဲ့တိုက်စစ်ဆင်မှုတွေကမလုံလောက်ခဲ့ဘူးဒုတိယပိုင်းမှာ Everton အသင်းရဲ့တိုက်စစ်ဆင်မှုတွေအောက်မှာMan City အသင်းအနေနဲ့အလူးလဲဖြစ်ခဲ့တာရဲ့ Man City အသင်းရဲ့နောက်တန်းမှာလိုအပ်ချက်တွေတော်တော်များများဖြစ်နေခဲ့တာရဲ့ Man City အသင်းရဲ့နောက်တန်းကစားသမားတွေရဲ့မလိုလားအပ်တဲ့အမှားတွေကနေပြီးတော့ Everton အသင်းက3-1ဆိုတဲ့ရလဒ်ထိကိုပြန်လဲဥဆောင်ခဲ့တာဖြစ်ပါတယ်။ကံကောင်းတာကတော့တိုက်စစ်မှုဟာလန်နဲ့ဒီပွဲမှာခြေစွမ်းပြခဲ့တဲ့ဒိုဂူတို့ကခြေပါကို2ဂိုးပြန်သွင်းပြီးတော့3-3ဆိုတဲ့ရလဒ်ကိုပြန်လဲဖော်ဆောင်နိုင်ခဲ့တာဖြစ်တဲ့အတွက် Man City အသင်းအနေနဲ့ဒီပွဲစဉ်မှာတရေရလက်နဲ့တမှတ်ကိုရရှိခဲ့တာဖြစ်ပါတယ်။တကယ်တမ်းဆိုလို့ရှိရင်ဒီပွဲစဉ်က Man City အသင်းအနေနဲ့ရှုံးအောင်ရှုံးသွားနိုင်ပါတယ်။တကယ်တမ်းကတော့တိုက်စစ်မှုတွေရဲ့အဆုံးသက်မသေးကြတာတွေတကူကောင်းဆန်တဲ့တချို့အခြေအနေတွေကြောင့်ပဲ Man City အသင်းကဒီပွဲစဉ်မှာရုန်းကန်ခဲ့ရတာလည်းပါပါတယ်။အထူးသဖြင့်ကတော့ခံစစ်မှုတွေရဲ့မလိုလားအပ်တဲ့အမှားတွေကနေ Man City အသင်းအနေနဲ့ဒီပွဲစဉ်မှာပေးဆက်ခဲ့ရတာဖြစ်ပါတယ်။အဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးသုံးသပ်ကြည့်ရမယ်ဆိုရင်ပထမပိုင်းမှာဆိုရင် Man City အသင်းအနေနဲ့ဘောလုံးပိုင်ဆိုင်မှု86%ထိရယူထားပြီးတော့ Everton အသင်းဘက်ကိုလုံးဝအခွင့်အရေးမပေးခဲ့ပါဘူး Everton အသင်းအနေနဲ့ Man City အသင်းရဲ့ဂိုးပေါက်ကို3ချိန်ကန်တယ်တစ်ချိန်မှဂိုးပေါက်မတက်ခဲ့တဲ့အခြေအနေအထိကို Everton အသင်းဘက်ကို Man City အသင်းအနေနဲ့ဖိအားပေးခဲ့တယ်ဒါပေမဲ့ Man City အသင်းအနေနဲ့ဘောလုံးပိုင်ဆိုင်မှုသာအသာစီးရယူထားတယ်ဆိုပေမဲ့ဒီပွဲစဉ်မှာပထမပိုင်းမှာဆိုလို့ရှိရင်ဂိုးကန်သွင်းခွင့်12ကြိမ်တောင်ရှိခဲ့တယ်ဒါပေမဲ့ပထမပိုင်းရဲ့ဒီအချက်လက် data အရဆိုရင်2ကြိမ်သာဂိုးပေါက်တက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီ2ကြိမ်ကနေပြီးတော့ပွဲကစားချိန်43မိနစ်မှာဒိုကူရဲ့လှပတဲ့ဝိတ်ဝိုက်ပြီးတော့ကန်ထဲတဲ့ဘောလုံးကဂိုးသမားရဲ့ညာဘက်ထောင်လေးကိုဝင်သွားပြီးတော့ဥဆောင်ဂိုးရရှိခဲ့တာဖြစ်ပါတယ်ပြောမယ်ဆိုရင်12ကြိမ်ကန်တာ2ကြိမ်သာဂိုးပေါက်တက်ခဲ့တယ်ဆိုတဲ့အခြေအနေက Man City အသင်းအနေနဲ့တော်တော်လေးကိုရုပ်ပေါက်လုံးတယ်လို့ပြောလို့ရတယ်သူတို့အသင်းအနေနဲ့ချန်ပီယံဖြစ်ချင်တယ်ဆိုရင်ဒီထက်ပိုပြီးတော့အဆုံးသက်သေးကြတဲ့တိုက်စစ်မှုတွေရှိနေဖို့တိုက်စစ်မှုတွေကလည်းအဆုံးသက်သေးကြဖို့လိုအပ်နေတယ်တိုက်စစ်မှုဟာလန်ကတော့အားကိုးရတာမှန်တယ်ဒါပေမဲ့လည်းဒီပွဲစဉ်မှာဆိုရင် Man City အသင်းရဲ့တိုက်စစ်စီမှုတွေကလိုအပ်ချက်တွေကတိတာစီခဲ့တယ်အဲ့တော့ပထမပိုင်းမှာဒီပွဲစဉ်ကစောစောစီးစီးနဲ့ပွဲကိုဖြတ်ထားရမယ့်အခြေအနေမျိုးမှာ Man City အသင်းက Everton အသင်းကိုခွင့်ရေးပေးလိုက်တယ်လို့ဖြစ်သွားတယ်အဲ့တော့ပထမပိုင်းမှာ 1-0 ဆိုတဲ့ရလဒ်နဲ့ပွဲကတောင်းတတာဆိုတဲ့ပုံစံမျိုးတော့ရှိခဲ့ပေမဲ့ဒုတိယပိုင်းမှာဆိုရင် Everton အသင်းရဲ့ပြန်လာနိုင်မှုကလည်းကြောက်စရာကြီးလို့ပြောလို့ရတယ်ဒုတိယပိုင်းမှာ Everton အသင်းကအဆအရာရာအသာစီးရရှိခဲ့တယ်ဘာကြောင့်လဲဆိုတော့ Man City အသင်းကဘောလုံးပိုင်ဆိုင်မှု data အရဆိုရင်85%ထိရှိခဲ့တယ်ဒါပေမဲ့ဒီ expected goal မှာဆိုရင် 0.71 ပဲရှိတယ်တော်တော်ကိုနည်းတဲ့ပမာဏtotal shoot ဆိုလို့ရှိရင်6ချိန်ပဲရှိတယ်ဒုတိယပိုင်းတစ်ပိုင်းလုံးပေါ့နော်အဲ့တော့ဒီ shot on target ဒီ goal ပေါက်တက်မှုက2ကြိမ်ရှိတယ်ဘီချန်တစ်ကြိမ်ရတယ်အဲ့ဒါနေပြီးတော့တကူတော့ရတယ်ပေါ့ဗျာသူတို့အနေနဲ့ဂိုးပေါက်တက်တာ2ကြိမ်လောက်ပဲတက်တယ်ပြောမယ်ဆိုလို့ရှိရင်6ချိန်ကန်ပြီးတော့2ကြိမ်တက်တယ်ဆိုတော့တော်တော်ကိုနည်းတဲ့ပမာဏဖြစ်တယ်တစ်ဖက်က Everton အသင်းဘက်ကိုပြန်တွက်မယ်ဆိုရင် expected goal က 2.45 တောင်ရှိတယ်အဲ့တော့ Man City လိုအသင်းမျိုးနဲ့ရှင်ပြန်ရတဲ့အခြေအနေမှာ Everton အသင်းရဲ့ expected goal ကြီးက 2.45 ဆိုတာကြီးကမယုံနိုင်လုံးဝကိုမယုံနိုင်စရာကြီးပေါ့ဗျာဒါပေမဲ့တကယ်ကတော့အဲ့ data ကြီးကလည်းအမှန်ကြီးဖြစ်တယ်အဲ့တော့17ကြိမ်ဂိုးပေါက်ကန်သွင်းတယ်6ကြိမ်ဂိုးပေါက်တက်တယ်ဘစ်ချက်4ကြိမ်တောင်ရတယ်အဲ့တော့ဘစ်ချက်4ကြိမ်ဆိုတဲ့သဘောကတစ်ဖက်ကဒီ Everton သင်းရဲ့တိုက်စစ်ဆင်မှုကလည်းကောင်းခဲ့တယ်လို့ Man City သင်းရဲ့ခံစစ်ကလည်းတော်တော်ယူရင်းခဲ့တာကြောင့်ဘစ်ချက်နေပြီးခဲ့ရတယ်အဲ့တော့ဘစ်ချက်4ကြိမ်မှာ3ဂိုးသွင်းသွားတယ်ဒါကတကယ်ကို Everton အသင်းရဲ့တိုက်စစ်ကိုတကယ်ကိုချီးကျူးစရာကောင်းတယ်အဲ့နေရာမှာဒီ Man City အသင်းရဲ့နောက်တန်းကစားသမားဒီနှစ်ဘောလုံးရာသီမှာရောက်ရှိလာတဲ့ဂူဟီပေါ့ဗျာနော်ဒီပွဲစဉ်မှာဆိုလို့ရှိရင်သူကဂိုးဖန်တီးမှုတစ်ချိန်တော့ပြုလုပ်ပြီးခဲ့တာမှန်တယ်ဒါပေမဲ့ဂူဟီရဲ့အမှားရဲ့သူဒီအထူးသဖြင့်ကတော့ Man City အသင်းရဲ့နောက်တန်းကစားသမားတွေရဲ့အားနည်းချက်ကနေပြီးတော့
သွင်းကိုတွေသွင်းသွားတာ Everton အသင်းအနေနဲ့ဇက်တိုက်ကိုသွင်းသွားတာလို့ပြောလို့ရတယ်ပေါ့ဗျာနော်ပွဲကစားချိန်သူတို့အနေနဲ့68မိနစ်မှာသွင်းကိုတကူသွင်းသွားတယ်အဲ့တော့68မိနစ်မှာသွင်းကိုသွင်းတဲ့အတွက်1-1ဖြစ်သွားတယ်83မိနစ်ပြောမယ်ဆိုရင်9မိနစ်ပဲကွာတယ်83မိနစ်မှာနောက်ထပ်သွင်းကိုတကူထပ်ပြီးတော့သွင်းတယ်အဲ့လိုအခြေအနေဖြစ်သွားပြီးတော့82မိနစ်မှာနောက်ထပ်တကူထပ်သွင်းတယ်အဲ့တော့3-1ဆိုတဲ့ရလဒ်နဲ့ Everton အသင်းကပွဲကိုပြန်လဲဥဆောင်ခဲ့ပြီးတော့ Man City အသင်းအနေနဲ့တော်တော်ကိုပြထွက်သွားတယ်ဒါပေမဲ့ကံကောင်းတာတစ်ခုကတော့အဆုံးသက်တည်ကြတဲ့တိုက်စစ်မှုကောင်းရှိနေတဲ့ဟာလန်ပေါ့ဗျာနော်ဟာလန်ရှိနေတာဖြစ်တဲ့အတွက်ဟာလန်က83မိနစ်မှာသူ့ကိုအကွက်မမြင်ဖန်တီးပေးတဲ့အလုံးကိုဆွဲပြေးပြီးတော့ကန်သွင်းသွားခဲ့တယ်ဒါနဲ့ပဲ3-2ဖြစ်တယ်အဲ့ဒီ3-2မှာသူတို့အသေးအတန်ကြီးလှိမ့်ပိန်ပြီးတော့ကန်နေတာအဲ့လိုအနေထားကနေပြီးတော့ဒီပွဲစဉ်မှာပွဲကစားချိန်နာကျင်အချိန်ပို6မိနစ်ပေးတယ်ပေါ့ဗျာ6မိနစ်နောက်ဆုံးမိနစ်မှာဆိုလို့ရှိရင်တော့ဒိုဂူအနေနဲ့လှလှပပကန်သွင်းသွားပြီးတော့သူတို့အနေနဲ့Man City အသင်းကို3-3ဆိုတဲ့ရလဒ်ဖြစ်အောင်ဒိုဂူအနေနဲ့ဆွမ်းဆောင်ပြီးခဲ့တယ်ဒီပွဲစဉ်မှာဆိုရင်တော့ဒိုဂူကတော်တော်လေးလဲယုံသွားသလိုဥဆောင်ကိုလည်းသွင်းတယ်ဒီ3-3ဖြစ်စေတဲ့ချီပါကူကိုလည်းသွင်းယူပေးခဲ့တာဖြစ်ပါတယ် Man City အသင်းကတော့ဒီပွဲစဉ်မှာတိုက်စစ်ပိုင်းကတော့အခြေအနေကောင်းတယ်လို့ပြောလို့ရတယ်ဗျတိုက်စစ်ပိုင်းမှာဆိုလို့ရင်ချက်ခရီတို့ဟာလန်တို့ဒိုဂူတို့ဆမီညိုတို့ကောင်းပါတယ်ဒါပေမဲ့တိုက်စစ်ပိုင်းကောင်းပေမဲ့လေသူတို့ရဲ့လိုအပ်တဲ့ဒီ Everton တင်းနဲ့ပွဲစဉ်မှာဗျာတကယ်တမ်းဆိုရင်တော့ဂိုးပြက်ဖြစ်ရမယ်ဆိုတဲ့အခြေအနေမျိုးမှာသူတို့ကတော့မှပြန်ပြီးတော့ဂိုးပြက်ရှုံးနိုင်တဲ့အခြေအနေမျိုးကိုပြန်ဖြစ်သွားတာကတော့တိုက်စစ်မှုတွေရဲ့အဆုံးသက်သေချာမှုကလည်းဒီပွဲစဉ်မှာအခရာကျသလိုဒီပွဲစဉ်မှာ Man City အသင်းရဲ့ခံစစ်ပိုင်းရဲ့အားနည်းတဲ့ဟာကလည်းတော်တော်လေးကိုတိတာစီခဲ့တယ်လို့ပြောလို့ရတယ်အဲ့တော့လက်ရှိအနေထားရအဲ့တော့ Everton အသင်းနဲ့ပွဲစဉ်မှာမလိုလားအပ်ဖက်နဲ့3-3နဲ့တည်ကြသွားတယ်အဲ့တော့ Man City အသင်းကလက်ကျန်၄ပွဲကျန်တယ်ပရီးမီးယားလိပွဲစဉ်သူတို့က34ပွဲကစားပြီးသွားခဲ့ပြီးလက်ကျန်၄ပွဲကျန်တယ်သူတို့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့အာဆင်နယ်အသင်းက35ပွဲကစားထားတယ်လက်ကျန်3ပွဲကျန်တယ်အဲ့လိုအခြေအနေမျိုးမှာသူတို့နှစ်သင်းကြားကွာခြားချက်ကအမှတ်ကွာခြားချက်က9မှတ်တောင်ကွာသွားပြီအဲ့တော့9မှတ်ကွာသွားပြီဆိုတော့ပြောမယ်ဆိုရင်ပရီးမီးယားလိပွဲစဉ်33တုန်းကMan City အသင်းအနေနဲ့ Everton အသင်းလိုမျိုးဒီ Arsenal အသင်းလိုမျိုးခက်ခဲတဲ့အဓိကပြိုင်ဘက်ကိုအိမ်ကွင်းမှာ2-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိအောင်ဆွမ်းဆောင်ထားခဲ့တာက Everton အသင်းနဲ့ပွဲစဉ်မှာတည်ကြခဲ့တာဖြစ်တဲ့အတွက်လုံးဝဒါကြီးကအရာမရောက်တော့ဘူးပေါ့ဗျာเนาะသူတို့ရဲ့ကြိုးစားအားထုတ်မှုကအရာမရောက်တော့တဲ့အခြေအနေဖြစ်သွားပြီအဲ့တော့လက်ကျန်3ပွဲမှာ Arsenal အသင်းကလည်းအနိုင်ရရှိမယ်ပေါ့ဗျာ Man City အသင်းကလည်းအနိုင်ရရှိမယ်ဆိုရင်လက်ကျန် Man City အသင်းကတော့4ပွဲအဲ့တော့ Man City အသင်းကလက်ကျန်4ပွဲလုံးအနိုင်ရရှိမယ် Everton ဒီ Arsenal အသင်းကလည်းလက်ကျန်3ပွဲလုံးကိုအနိုင်ရရှိမယ်ဆိုရင်ရမှတ်2မှတ်กว่าပြီးတော့ Arsenal အသင်းက Premier League Champion ဖြစ်သွားမှာဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့လက်ထဲမှာရှိနေတဲ့အခွင့်အရေးကို Man City အသင်းကArsenal အသင်းလက်ထဲကိုပြန်ထည့်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ Man City အသင်းအနေနဲ့ဘလုံးရာသီတစ်ဝက်မှာဆိုလို့ရှိရင်လည်းရလက်ပိုင်းတွေကယိုယွင်းခဲ့တာတွေအများကြီးပဲဖြစ်ခဲ့သလိုသူတို့အနေနဲ့ဘလုံးရာသီပြီးဆုံးကန်ဒီမှာ Man City အသင်းကတော့ဒီနှစ်မှာဖလားတစ်လုံးကတော့ရယူသွားမယ်ဆိုပြီးတော့အားလုံးကမျှော်လင့်နေကြတယ် FA ဖလားမှာလည်း final ကိုတက်သွားပြီပရီးမီးယားလိမှာဆိုလို့ရှိရင်လည်း Arsenal အသင်းရဲ့တောက်လျှောက်ကိုဒီအဆင့်တက်မှာရှိနေတဲ့အခြေအနေမျိုးကို Man City အသင်းကအကောင်းဆုံးဖိအားပေးနေတဲ့ဆိုတဲ့အခြေအနေမျိုးကိုတွေ့ခဲ့ရပြီးတော့မှကိုယ့်ရဲ့လက်ထဲမှာရှိနေတဲ့အခွင့်အရေးကို Arsenal အသင်းရဲ့လက်ထဲကိုပြန်လည်ပြီးတော့လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်ဒီလိုအနေထားဆိုတော့ Arsenal အသင်းအနေနဲ့ကိုယ့်ရဲ့ကံကြမ္မာကိုပြန်လည်ပြီးတော့ဖန်တီးခွင့်ရရှိခဲ့ပြီဖြစ်တဲ့အတွက် Man City အသင်းကတော့လက်ကျန်ပွဲစဉ်၄ပွဲလုံးကိုအနိုင်ရရှိအောင်စွမ်းဆောင်မယ်ပြီးရင် Arsenal အသင်းရဲ့အမားကိုသာချီချော်မှုကိုသာဆောင်ရမယ့်အခြေအနေမျိုးဖြစ်ပါတယ် Arsenal အသင်းကလည်းလက်ကျန်3ပွဲမှာဖလားတစ်လုံးရမှာဖြစ်တဲ့အတွက် Arsenal အသင်းအနေနဲ့တော့ချီချော်မယ်လို့တော့မထင်တော့ပါဘူးဒါအပြင်သူတို့အနေနဲ့လက်ကျန်5ပွဲပေါ့ဗျာနော် Arsenal အသင်းကတော့လက်ကျန်5ပွဲမှာဖလားနှလုံးရရှိဖို့အတွက်အခြေအနေကောင်းနေရလို့ပြောလို့ရတယ်။အဲ့တော့ဒီ Champions League မှာဆိုလို့ရှိရင်လည်းဒုတိယကြော့ပွဲစဉ်တစ်ပွဲအဲ့ဒီပွဲစဉ်ကိုအနိုင်ကန်ပြီးသွားရင် final မှာတစ်ပွဲကန်ပြီးသွားရင်ဒါက Champions League ဖလားကဒီသူတို့သာအနိုင်ရရှိမယ်ဆိုရင်သူတို့ရရှိမှာဖြစ်တယ်လို့ Premier League မှာလည်းလက်ကျန်3ပွဲအနိုင်3ပွဲလုံးကိုအနိုင်ရရှိမယ်ဆိုရင် Premier League ဖလားကိုရရှိမှာဖြစ်တယ်။အဲ့တော့ Arsenal အသင်းနေတဲ့ဒီနှစ်ဘောလုံးရာသီဒီပြိုင်ပွဲ2ခုမှာလက်ကျန်5ပွဲပေါ့ဗျာเนาะစုစုပေါင်း5ပွဲလုံးကိုအနိုင်ရရှိအောင်ဆွမ်းဆောင်မယ်ဆိုရင်သူတို့ရဲ့လက်ထဲကိုဖလားနှလုံးကရောက်ရှိလာမှာဖြစ်ပါတယ်ဘယ်လိုဖြစ်ဖြစ် Man City အသင်းအနေနဲ့ကတော့ကိုယ့်ရဲ့လက်ထဲမှာရှိနေတဲ့အခွင့်အရေးကိုလွှတ်ချလိုက်ပြီးတော့ Arsenal အသင်းကိုခွင့်ရေးပေးခဲ့ပြီးဖြစ်ပါတယ်